လေးစားလေးစားပြီဇလန်းရဲ့အစမှာတော့ဆေးရုံတစ်ခုအတွင်းအရေးပေါ်အခြေအနေတစ်ခုဖြစ်ပွားနေပါတယ်။အမျိုးသားတစ်ယောက်ဟာမိခင်တဦးနဲ့သူမရဲ့ကလေးငယ်ကိုပြန်ပေးဆွဲပြီးဆေးရုံတစ်လျှောက်ထွက်ပြေးနေခဲ့တာပါ။မကြာခင်မှာရဲတွေကရောက်လာပြီးကလေးကိုကယ်တင်ဖို့ကြိုးစားရင်းအဲ့ဒီအမျိုးသားနဲ့အပြန်အလှန်လူယူနေကြပါတယ်။အဲ့ဒီယုံရင်းဆန်ခတ်အတွင်းကလေးငယ်ဟာလက်ထဲကနေပြုတ်ကျသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီမြင်ကွင်းကိုဂျက်ကီကမြင်လိုက်ရပြီးအချိန်မီဝင်ရောက်ကယ်တင်နိုင်ခဲ့ပါတယ်။ဇလန်းရဲ့အစမှာတော့ဂျက်ကီလူးဝင်းနဲ့မိုက်ကယ်ဆိုတဲ့တငယ်ချင်း၃ယောက်ကိုတွေ့ရပါတယ်။သူတို့ဟာအင်ကြီးတွေကိုဖောက်ထွင်းပြီးမိခံတစ်တာတွေတဲကအဖိုးတန်ပစ္စည်းတွေနဲ့ငွေကြေးတွေကိုခိုးယူကအသက်မွေးဝမ်းကြောင်းပြုနေကြသူတွေပါ။ဂျက်ကီကတော့ပတ်စံရတိုင်းလောင်းကစားဝိုင်းကိုပဲတွားလေးရှိပြီးအမြဲတမ်းလိုအရှုံးနဲ့ပဲအဆုံးတက်ရပါတယ်။အရှုံးတွေများလာတာကြောင့်နောက်ဆုံးမှာလူဆိုးကိုင်းတွေစီကတော့အကျွေးယူပြီးကစားရတဲ့အခြေအနေအထိရောက်သွားပါတယ်။လူဝစ်ကတော့တထေးသမီးတယောက်ကိုချစ်မိနေသူပါသူမအပေါ်အထင်ကြီးစေချင်တာကြောင့်ပတ်စံရသမျှကိုသူမသုံးသမျှနောက်ကနေလိုက်ရှင်းပေးရင်းမကြာခဏငွေကုန်နေတတ်ပါတယ်ငွေပြတ်သွားတိုင်းလဲခိုးယူမှုတွေကိုပဲထက်လုပ်ရင်းဘဝကိုဆက်ဖြတ်တန်းနေခဲ့ပါတယ်မိုက်ကယ်ကတော့သူ့ရဲ့စိတ်မနှက်တဲ့ဇနီးကိုပြုစုစောင့်ရှောက်နေရသူပါတခိုးယူရလာတဲ့ငွေတွေကိုတော့ရေခဲတတာထဲမှာတိတ်တဆိတ်စုဆောင်းထားလေးရှိပါတယ်ဒီလိုနဲ့သူတို့၃ယောက်လုံးဟာပြဿနာတွေကြားမှာပဲဘဝကိုပေါ့ပဖြတ်တန်းနေကြပါတယ်ဒါပေမဲ့တနေ့မှာတော့ဂျက်ကီလောင်းကစားလုပ်နေစဉ်အကျွေးရှင်တွေကပတ်စံလာတောင်းခဲ့ပါတယ်မပေးနိုင်တော့တဲ့အတွက်သူဟာထွက်ပြေးတိမ်းရှောင်ရတဲ့ဘဝကိုရောက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းမိုက်ကယ်ကဒီခိုးယူတဲ့အလုပ်တွေကိုရပ်တန့်တော့မယ်လို့တငယ်ချင်းတွေကိုပြောလိုက်ပါတယ်အကြောင်းရင်းကတော့သူသာဖမ်းခံရပြီးထောင်ကျသွားခဲ့ရင်စိတ်မနှက်တဲ့ဇနီးကိုစောင့်ရှောက်ပေးမဲ့သူမရှိတော့မှာကိုစိုးရိမ်လို့ပဲဖြစ်ပါတယ်ဒီအချိန်မှာဂျက်ကီရဲ့အကျွေးရှင်တွေကသူ့အိမ်ထိရောက်လာကြပါတယ်။ဒါပေမဲ့ဂျက်ကီရဲ့အဖေကငါမှဒီလိုသားမျိုးမရှိဘူးလို့ပြက်ပြက်တတ်တာပြောပြီးဂျက်ကီကိုအိမ်ကနေနှင်ထုတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲလူဝစ်ဟာသူတန်မိုးထားတဲ့တိမ်တန်းချီတန်ကားကိုဆုံးရှုံးလိုက်ရပြီးမိုက်ကယ်ကလည်းနှစ်ပေါင်းများစွာစုဆောင်းထားတဲ့ငွေတွေအခိုးခံလိုက်ရပါတယ်။လူတိုင်းကိုစီအခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာတော့ပတ်စံအမြောက်များရနိုင်မဲ့ပြန်ပေးဆွဲမှုတစ်ခုကိုလက်ခံဖို့အခွင့်အရေးရောက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ကိုစီပြဿနာတွေကိုဖြေရှင်းဖို့အတွက်သူတို့၃ယောက်လုံးဟာဒီအလုပ်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ကြပြီးပြစ်မှတ်ထားတဲ့အင်ကြီးတစ်လုံးထဲကိုဖောက်ထွင်းဝင်ရောက်ခဲ့ကြပါတယ်။ဂျက်ကီကတော့မိခံတစ်တာကိုဖွင့်ပြီးအထဲမှာရှိတဲ့ငွေတွေကိုသိမ်းယူနေခဲ့ပါတယ်။တစ်ဖက်မှာတော့မိုက်ကယ်ကအင်ရှင်ရဲ့ကလေးငယ်ကိုခေါ်ထုတ်ဖို့အတွက်အိတ်ဆေးအနေငယ်တိုက်လိုက်ပါတယ်။အဲ့ဒီအချိန်ကြာမှာပဲဂျက်ကီကဒီအလုပ်ဟာရိုးဖောက်ထွင်းခိုးယူတာမဟုတ်ပဲကလေးကိုပြန်ပေးဆွဲတဲ့အလုပ်ဖြစ်နေကြောင်းသိလိုက်ရပါတယ်။ဒါပေမဲ့အရာအလုံးကိုရပ်တန့်မှုအချိန်နှောင်းသွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲအိမ်ရဲ့လုံခြုံရေးအချက်ပေးစနစ်ရုတ်တရက်မြည်လာခဲ့တာကြောင့်သူတို့၃ယောက်လုံးကလေးကိုခေါ်ပြီးအလျင်အမြန်ထွက်ပြေးခဲ့ရပါတော့တယ်။ဂျက်ကီနဲ့လူဝစ်တို့ဟာကလေးကိုကက်ထရင်ရဲ့အိမ်ကနေအောင်မြင်စွာပြန်ပေးဆွဲနိုင်ခဲ့ပေမဲ့ထွက်ပြေးတဲ့လမ်းခီးမှာရဲတပ်ဖွဲ့ရဲ့စစ်ဆေးရေးဂိတ်နဲ့တိုးပါတယ်အဲ့ဒီအချိန်မှာမိုက်ကယ်ဟာရင်စည်းကမ်းဖောက်ဖျက်မှုနဲ့ရဲဖမ်းတာကိုခံလိုက်ရပြီးဂျက်ကီနဲ့လူဝစ်တို့ကတော့ကလေးကိုခေါ်ပြီးလွတ်မြောက်သွားခဲ့ပါတယ်အဓိကပြဿနာကမိုက်ကယ်ဖမ်းခံလိုက်ရတဲ့အတွက်မာဖီးယားဂိုင်းနဲ့ချိတ်ဆက်လို့မရတော့တာပါပဲဒါကြောင့်ဂျက်ကီနဲ့လူဝစ်တို့ဟာကလေးကိုသူတို့ရဲ့လှုပ်ဝက်တိုက်ခန်းမှာခိတ္တခဏထိမ့်သိမ်းထားဖို့ဖြစ်လာပါတော့တယ်ကလေးတယောက်ကိုဘလို့ပြုစုရမလဲဆိုတာလုံးဝမသိတဲ့လူမိုက်နှစ်ယောက်ဟာအစကတည်းကအခက်အခဲမျိုးစုံနဲ့ကြုံတွေ့ခဲ့ရပါတယ်။ကလေးကအဆက်မပြတ်ငိုယိုနေတဲ့အတွက်အပေါ်ထပ်မှာရှိတဲ့မိုက်ကယ်ရဲ့ဇနီးကကလေးငိုတန်ကြပြီးအောက်ထပ်ကိုဆင်းလာကဘာဖြစ်နေတာလဲဆိုပြီးလိုက်ရှာပါတော့တယ်။သူမကမိုက်ကယ်ဘယ်မှာလဲလို့မေးလိုက်တဲ့အခါဂျက်ကီနဲ့လူဝစ်တို့နှစ်ယောက်စလုံးအထိတ်တလန့်ဖြစ်သွားပြီးအမားမားယွန်းယွန်းနဲ့ဖြေမိဖြေရရှောက်ဖြေကြပါတော့တယ်။အဲ့ဒီနောက်မှာတော့ကလေးနီးလဲတာနို့တိုက်တာချော့တိတ်တာလိုအခြေခံကလေးထိန်းတာတွေကိုတော့မကျွမ်းကျင်တဲ့အတွက်လုံသမျှအလွဲချော်ဖြစ်နေခဲ့ပါတယ်။ညဘက်တွေမှာလည်းကလေးကအဆက်မပြတ်ငိုယိုနေတာကြောင့်သူတို့နှစ်ယောက်လုံးအိပ်ရေးပြက်ပြီးပင်ပန်းနွမ်းနယ်နေခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ကလေးသုံးဆောင်တွေဝယ်ဖို့စူပါမားကတ်ကိုသွားခဲ့ကြပါတယ်။ပစ္စည်းတွေကိုငွေရှင်းတဲ့အချိန်မှာတော့သူတို့ရွေးလာတဲ့ပစ္စည်းများစုကကလေးအတွက်မလိုအပ်တဲ့ပစ္စည်းတွေဖြစ်နေတာကြောင့်ကောင်တာကအမျိုးသမီးကကလေးထိန်းတင်တန်းကြော်ညာစာရွက်တစ်ရွက်ကိုပေးလိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်လည်းကလေးထိန်းနည်းတွေကိုတင်ယူဖို့တင်တန်းတက်ကြပါတော့တယ်။ဒီလိုနဲ့တင်တန်းဆရာမနဲ့ရင်းနှီးပြီးကလေးပြုစုနည်းကိုအိမ်မှာတင်ပေးပါတယ်
ဒီလိုနဲ့အချိန်တစ်ဖြည်းဖြည်းကုံဆုံးလာတာနဲ့အမျှသူတို့နှစ်ယောက်ဟာကလေးကိုအနီးလဲပေးနီးနိုးတိုက်နီးချော့သိမ့်နီးတွေကိုတဖြည်းဖြည်းကျွမ်းကျင်လာခဲ့ပါတယ်။အစပိုင်းမှာဝင်ထုတ်ဝင်ပို့တစ်ခုလိုသဘောထားခဲ့တဲ့ကလေးလေးဟာလည်းတဖြည်းဖြည်းနဲ့သူတို့ရဲ့နှလုံးသားထဲမှာနေရာယူလာခဲ့ပြီးတန်ရောစင်တွေပါတွေ့လာခဲ့ပါတယ်။အထူးသဖြင့်လူဝစ်ကတော့အရင်တုန်းကသူ့ချစ်သူကိုကိုဝင်ဖျက်ချဖို့တိုက်တွန်းခဲ့ဘူးတဲ့သူပါ။ဒါပေမဲ့ဒီကလေးလေးနဲ့အတူနေထိုင်ရင်းမိသားစုဆိုတဲ့အတိတ်ပဲနဲ့တန်ရောစင်ရဲ့တန်ဖိုးကိုပထမဆုံးအကြိမ်နက်နက်ရှိုင်းရှိုင်းနားလည်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဂျက်ကီကကလေးကိုခေါ်ပြီးလောင်းကစားဝိုင်းကိုတွားခဲ့ပါတယ်။ဒါပေမဲ့သူလောင်းကစားဆလုတ်လိုက်တိုင်းကလေးကအဆက်မပြတ်ငိုယိုနေခဲ့တာကြောင့်စိတ်မဖြောင့်နိုင်တော့ပဲနောက်ဆုံးမှာလောင်းကစားကိုလက်လျှော့ပြီးကလေးကိုခေါ်ကားအိမ်ကိုသာပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့အတွက်ဒီကလေးလေးဟာပြန်ပေးဆွဲထားတဲ့ပြစ်မှတ်တစ်ယောက်မဟုတ်တော့ပဲတကယ်မိသားစုဝင်တစ်ယောက်လိုဖြစ်လာခဲ့ပြီးသူတို့၃ယောက်လုံးရဲ့နှလုံးသားမှာကလေးအပေါ်နှက်ဆိုင်တဲ့တန်ရောစင်တွေတွင်ညှိလာခဲ့ပါတော့တယ်။တနေ့မှာတော့သူတို့နှစ်ယောက်ကလေးထိန်တင်တန်းတက်နေချိန်အတွင်းကလေးကိုပြန်ပေးဆွဲခိုင်းခဲ့တဲ့အဖွဲ့ကပီးယာခိုင်းအဖွဲ့ကနောက်ဆုံးမှာသူတို့ကိုရှာတွေ့သွားခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကကလေးပင်မှာရှိလဲဆိုပြီးဖိအားပေးမေးမြန်းပါတော့တယ်။အဲ့ဒီအချိန်မှာကလေးကိုတူနာပြုဆရာမတယောက်ထံအပ်ထားခဲ့ပြီးတူနာပြုကကလေးကိုခြိထားရင်းအိမ်ထဲမှာရှိနေခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့ဂျက်ကီရဲ့အကျွေးရှင်တွေကလည်းအဲ့ဒီအိမ်ကိုရောက်လာပြီးအတင်းအကျပ်ဝင်ရောက်ရှာဖွေကြပါတော့တယ်။တစ်ဖက်မှာတော့ဂျက်ကီနဲ့လူဝစ်တို့ကမာဖီးယားဂိုင်းအဖွဲ့လွတ်အောင်အပြေးလွှားထွက်ပြေးခဲ့ကြပါတယ်။အိမ်သားကိုရောက်ခါနီးမှာတော့ရဲတွေနဲ့မျက်နှာချင်းဆိုင်တိုးမိသွားတာကြောင့်ရဲတွေလည်းသူတို့နောက်ကိုလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့အိမ်ထဲမှာတော့အခြေအနေကလုံးဝကိုရှုပ်ထွေးသွားခဲ့ပါတယ်။မာဖီးယားဂိုင်းဂျက်ကီရဲ့အကျွေးရှင်တွေလူဝစ်ရဲ့ချစ်သူဟောင်းနဲ့ရဲတွေပါတနေရာထဲမှာစုံမိသွားပြီးအရှုပ်တော်ပုံကြီးဖြစ်ပွားခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲမာဖီးယားဂိုင်းကအိမ်ကောင်မိုးပေါ်ကနေကလေးကိုခေါ်ထုတ်ဖို့ကြိုးစားနေတာကိုလူဝစ်ကမြင်လိုက်ရပါတယ်။ဒါကြောင့်လူဝစ်လည်းကလေးကိုပြန်လဲကယ်တင်ဖို့အမြန်လိုက်သွားခဲ့ပေမဲ့အဲ့ဒီမြင်ကွင်းကိုရဲတွေကတွေ့သွားခဲ့ပြီးသူ့ကိုပြန်ပေးဆွဲသမားလို့ထင်မှတ်ကားလိုက်ဖမ်းပါတော့တယ်။မာဖီးယားဂိုင်းကလည်းဂျက်ကီနဲ့လူဝစ်တို့နောက်ကိုအသေးအတန်လိုက်လံဖမ်းဆီးခဲ့ကြပါတယ်။ဒါပေမဲ့ဂျက်ကီနဲ့လူဝစ်တို့ကတော့ကလေးလေးကိုအတက်နိုင်ဆုံးကာကွယ်ရင်းအပြေးလွှားထွက်ပြေးခဲ့ကြပြီးအန်ရယ်မျိုးစုံကိုကြော်ဖြတ်ကပြန်ပေးဆွဲသမားတွေရဲ့လက်ထဲကနေနောက်တစ်ကြိမ်လွတ်မြောက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့မိုက်ကယ်လည်းထောင်ကနေပြန်လွတ်လာခဲ့ပါတယ်။ဒါပေမဲ့သူလွတ်လာတာနဲ့တပြိုင်နက်မာဖီးယားဂိုင်းကသူ့ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးကလေးကိုပြန်အပ်ပေးဖို့ဂျက်ကီနဲ့လူဝစ်တို့ကိုပြောခိုင်းပါတော့တယ်။မိုက်ကယ်ကလည်းတငယ်ချင်းနှစ်ယောက်ကိုဆက်သွယ်ပြီးကလေးကိုပြန်အပ်လိုက်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဂျက်ကီနဲ့လူဝစ်တို့ဟာကလေးလေးအပေါ်နှက်ဆိုင်တဲ့တန်ရောစင်တွေတွင်ညှိနေခဲ့ပါပြီ။ကလေးကိုပြန်အပ်လိုက်ရတော့မယ်ဆိုတဲ့အတွေ့အကြုံလေးနဲ့တင်သူတို့နှစ်ယောက်လုံးစိတ်မကောင်းဖြစ်နေခဲ့ကြပြီးကိုယ်တိုင်မွေးထားတဲ့သားလေးကိုခွဲခွာရတော့မယ်မိဘတွေရဲ့ခံစားချက်မျိုးကိုပထမဆုံးအကြိမ်နားလည်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ကလေးကိုပြန်ပို့ရမယ့်အချိန်ရောက်လာခဲ့ပါတယ်။ခွဲခွာရတော့မယ့်အချိန်မှာတော့ဂျက်ကီနဲ့လူဝစ်တို့နှစ်ယောက်ရဲ့မျက်ဝန်းတွေထဲမှာစိတ်မကောင်းမှုတွေအပြည့်နဲ့ကလေးလေးကိုသာငေးကြည့်နေခဲ့ကြပါတယ်။ကလေးလေးကလည်းသူတို့နှစ်ယောက်ကိုနားမလည်နိုင်တဲ့အကြည့်လေးနဲ့ပြန်ကြည့်နေတာကြောင့်အခြေအနေကပိုပြီးဝမ်းနည်းစရာဖြစ်နေခဲ့ပါတယ်။တိတ်မကြခင်မှာပဲမာဖီးယားဂိုင်းကလူတွေရောက်လာပြီးကလေးကိုခေါ်ယူဖို့ပြင်ဆင်ပါတော့တယ်။ဒါပေမဲ့ဂျက်ကီနဲ့လူဝစ်တို့ကတော့ကလေးကိုဘယ်အချိန်မှအစာကျွေးရမယ်၊နှုတ်ဘလို့တိုက်ရမယ်၊အနီးဘယ်နှနာရီချလဲပေးရမယ်ဆိုတာတွေကိုတစ်ခုပြီးတစ်ခုမှားတမ်းတွေလိုက်ပြောနေရင်မပြီးနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့မာဖီးယားဂိုင်းကလူဟာစိတ်မရှိတော့ပဲမင်းတို့ဒီလောက်ပြောနေရင်ဒီကလေးဒီညတော့အသက်ရှင်နိုင်ပါမလားလို့ပြောလိုက်တဲ့စကားကိုကြားလိုက်ရတဲ့အခါဂျက်ကီနဲ့လူဝစ်တို့နှစ်ယောက်လုံးချက်ချင်းတုံဆိုင်သွားကြပြီးကလေးကိုဒီလူတွေလက်ထဲတကယ်အပ်လိုက်တင်ရလားဆိုတဲ့အတွေးတွေကသူတို့ရဲ့စိတ်ထဲမှာတပြိုင်နက်တည်းပေါ်လာခဲ့ပါတော့တဲ့ကလေးလေးကိုမာဖီးယားဂိုင်းလက်ထဲအပ်လိုက်ရတဲ့အချိန်မှာတော့သူတို့နှစ်ယောက်လုံးစိတ်ထဲမှာမတက်မတာဖြစ်နေခဲ့ပါတယ်မကြခင်မှာပဲကလေးရဲ့သွေးကိုစစ်ဆေးဖို့တူနာပြုကအက်နဲ့ဖောက်လိုက်တဲ့အချိန်ကလေးလေးရဲ့ငိုတံကိုကြားလိုက်ရတာနဲ့ဂျက်ကီနဲ့လူဝစ်တို့နှစ်ယောက်စလုံးဆက်ပြီးလက်ပိုက်ကြည့်မနေနိုင်တော့ပါဘူးဒါကြောင့်ကလေးကိုပြန်လဲကယ်တင်ဖို့ချက်ချင်းဆုံးဖြတ်လိုက်ကြပါတော့တယ်အဲ့ဒီအချိန်မှာတော့မိုက်ကယ်ကကားတစ်စီးနဲ့ထွက်ပြေးသွားခဲ့တာကြောင့်ဂျက်ကီနဲ့လူဝစ်တို့မှလွတ်မြောက်ဖို့နီးလန်းမရှိတော့ပဲဆိုင်ရင်ကြီးအတွင်းကိုသာပြန်လဲဝင်ရောက်ခဲ့ရပါတယ်။အိမ်ထဲရောက်တာနဲ့မာဖီးယားဂိုင်းသားတွေနဲ့အပြင်းထန်တိုက်ခိုက်ခဲ့ကြပေမဲ့အင်အားချင်းမမျှတာကြောင့်နောက်ဆုံးမှာလူဝစ်ကအဖမ်းခံလိုက်ရပြီးဂျက်ကီလည်းကလေးအတွက်စိုးရိမ်တဲ့အတွက်အရှုံးပေးလိုက်ရပါတော့တယ်။ဒီလိုနဲ့ကလေးလေးဟာနောက်ဆုံးမှာတော့သူ့ကိုယ်သူအဖိုးလို့ပြောတဲ့လူကြီးရဲ့လက်ထဲကိုရောက်သွားခဲ့ပါတယ်။
တကယ်တော့ဒီပြန်ပေးဆွဲမှုရဲ့နောက်ွယ်ကကျိုးကင်သူဟာကလေးလေးရဲ့အဖိုးရင်းပဲဖြစ်ပါတယ်။သူဟာမက်စ်ရဲ့အဖေဖြစ်ပြီးမက်စ်ကတော့ကလေးလေးရဲ့ဖခင်ပါ။အဖိုးကြီးကသူ့သားမက်စ်ဟာကလေးရဲ့မိခင်ကြောင့်တေဆုံးသွားခဲ့တယ်လို့ယုံကြည်နေတဲ့အတွက်ကလေးပေါ်လည်းအညှိုးထားနေခဲ့ပါတယ်။ဒါကြောင့်ကလေးကိုသွေးစစ်ပြီးသူ့မြေရင်းဟုတ်မဟုတ်အတည်ပြုချင်ခဲ့တာပါ။အကယ်၍ကလေးကသူ့သွေးသားအရင်ဖြစ်နေခဲ့ရင်သူကိုယ်တိုင်မွေးစားပြီးပြုစုစောင့်ရှောက်မယ်လို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့သူ့သွေးသားမဟုတ်ခဲ့ရင်တော့ကလေးကိုတပ်ပစ်ဖို့တောင်ဝင်မလေးတဲ့အထိရက်ဆက်သူဖြစ်ပါတယ်။သွေးစစ်ချက်အဖြေထွက်လာတဲ့အခါမှာတော့ကလေးဟာသူ့သွေးသားအရင်မဟုတ်ကြောင်းသိလိုက်ရပါတယ်။သွေးစစ်ချက်အဖြေကိုသိချင်းမှာပဲအဖိုးကြီးဟာကလေးလေးကိုမြေအောက်ရေခဲတိုက်ထဲကမက်ဆီရဲ့ရုပ်အလောင်းပေးမှထားခဲ့ပြီးဒီကလေးကမင်းရဲ့သွေးသားမဟုတ်ဘူးလို့တေဆုံးသွားတဲ့သားကိုပြောရင်းစိတ်လွတ်သွားသလိုမျိုးထွက်ခွာသွားပါတော့တယ်။အဖိုးကြီးအပြင်ကိုတယောက်တည်းပြန်ထွက်လာတာကိုမြင်လိုက်တဲ့အခါဂျက်ကီနဲ့လူးဝစ်တို့ကကလေးကိုအထဲမှာထားခဲ့မှန်းသိလိုက်ပြီးကလေးကိုကယ်တင်ဖို့ချက်ချင်းဝင်ရောက်ကြိုးစားပါတော့တယ်။သူတို့နှစ်ယောက်ဟာမာဖီးယားကိုင်းသားတွေနဲ့အပြင်းထန်တိုက်ခိုက်ရင်းရေခဲတိုက်ရှိရာကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့အထဲကကလေးငိုတန်လုံးဝမကြားရတော့တာကြောင့်ဂျက်ကီဟာထိတ်လန့်ပြီးရေခဲတိုက်ထဲကိုအပြေးလွှားဝင်သွားပါတော့တယ်။တိတ်မကြခင်မှာပဲလူးဝစ်လည်းအထဲကိုလိုက်ဝင်လာပြီးနောက်ကမာဖီးယားကိုင်းသားနှစ်ယောက်လည်းထပ်ဝင်လာခဲ့ပါတယ်။ရုံးရင်ဆန်ခတ်ဖြစ်နေစဉ်ပန်ကာမှာချိတ်ထားတဲ့ကျိုးတစ်ချောင်းကတကားလောက်ခလုတ်ကိုမတော်တဆချိတ်မိသွားတာကြောင့်ရေခဲတိုက်တကားဟာအလိုလျောက်ပိတ်သွားခဲ့ပါတယ်။ဒီလိုနဲ့ရေခဲတိုက်အတွင်းမှာဂျက်ကီနဲ့လူးဝစ်တို့ကမာဖီးယားကိုင်းသားနှစ်ယောက်ကိုအပြင်းထန်ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအပူချိန်ကပိုပြီးကျဆင်းလာတာကြောင့်လူတိုင်းခြေကုန်လက်ပန်းကျလာကြပါတော့တယ်။ကလေးလေးကိုအသက်ရှင်အောင်ထိန်းထားနိုင်ဖို့ဂျက်ကီနဲ့လူးဝစ်တို့ဟာတယောက်ကိုတယောက်တင်းဖက်ထားပြီးကလေးလေးကိုသူတို့နှစ်ယောက်ကြားမှာထားကာကိုငွေးနဲ့နှွေးထွေးအောင်ကာကွယ်ပေးခဲ့ကြပါတယ်။အချိန်ဘလောက်ကြာတော့မှမသိတဲ့အချိန်မှာတော့အပြင်ဘက်ကနေမိုက်ကယ်နဲ့ရဲတွေရောက်လာပြီးရေခဲတိုက်တကားကိုဖွင့်နိုင်ဖို့အသေးအံစူးစမ်းနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့တကားပွင့်သွားပြီးကလေးလေးကိုအမြန်ဆုံးကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကလေးလေးဟာအသက်မရှူတော့ဘဲငြိမ်သက်နေခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဂျက်ကီဟာမျက်ရည်တွေကျရင်ကလေးကိုဘလို့နီးနဲ့မဆိုပြန်အသက်ရှင်လာစေဖို့ကြိုးစားပါတော့တယ်။အရေးပေါ်နှလုံးသွေးဆက် defibrillator မရှိတာကြောင့်ကားဘက်ထရီကကြိုးတွေကိုအသုံးပြုပြီးသူ့ခန္ဓာကိုယ်ကိုကြားခံအဖြစ်အသုံးပြုကာလျှက်စစ်စီးကြောင်ကိုကလေးစီပို့ပေးဖို့အသက်ဆုံးကြိုးစားခဲ့ပါတယ်။ဒီစွန့်စားမှုနဲ့မေတ္တာတရားအပြည့်ရှိတဲ့မြင်ကွင်းဟာအနားမှာရှိတဲ့ရဲတွေနဲ့လူအလုံးကိုတောင်မျက်ရည်ဝဲစေခဲ့ပါတော့တယ်။အသေးအတန်ထွက်လုပ်ပေးခဲ့တဲ့ဂျက်ကီရဲ့မေတ္တာတရားကြောင့်နောက်ဆုံးမှာကလေးလေးဟာငိုတန်နဲ့အတူအသက်ပြန်ရှင်လာခဲ့ပါတယ်။ထိုအချိန်မှာပဲရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီးမာဖီးယားကိုင်းတစ်ခုလုံးကိုဖမ်းဆီးလိုက်ပါတော့တယ်။ဂျက်ကီနဲ့လူးဝစ်မိုက်ကယ်တို့ဟာကလေးကိုကယ်တင်ခဲ့ပေမဲ့ပြန်ပေးဆွဲမှုလုပ်ခဲ့တဲ့အတွက်ထောင်ဒဏ်ကျခံရပါတယ်။သို့တော့သူတို့ဟာနောင်တရပြီးလူကောင်းတွေဖြစ်သွားခဲ့ပါပြီ။ဂျက်ကီဟာသူ့ရဲ့ဖခင်နဲ့ပြန်လည်တင့်မြတ်သွားပြီးလူးဝစ်ဟာလည်းသူ့ရဲ့ဇနီးကလေးတို့နဲ့အတူပျော်ရွှင်စရာမိသားစုဘဝကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ထောင်ကလွတ်လာတဲ့အခါမှာတော့ကလေးရဲ့မိခင်ဖြစ်သူတထေးသမီးကသူတို့ရဲ့ကျေးဇူးကိုတည်တတ်တဲ့အနေနဲ့ဂျက်ကီနဲ့လူးဝစ်တို့ကိုကလေးရဲ့ကိုရန်တော်ဘာဒီဂေါ့အဖြစ်လစာကောင်းကောင်းနဲ့အလုတ်ခန့်အပ်လိုက်ပြီးပျော်ရွှင်စွာဆက်သိမ်းသွားခဲ့ပါတယ်။